家妹妹那呀大叔古巴强ထွက်သွားပြီပေါ့ဟုတ်တယ်ဖြစ်ရလေကွယ်ဖြစ်ရလေပညာဟောအကျင့်သိက္ခာပါပြည့်စုံတဲ့ကိုပါချမ်းလိုလူကိုတို့တွေ့ပြီးမှလက်လွတ်လိုက်ရတာနှမျောစရာသိကောင်းမှလားလက်ရှာအောင်ကလေဗမာနေပြီးဘလို့အလုံမျိုးလုံနေတဲ့သူဆိုတာလေသိရနောက်ပြီးတော့သူ့ဘဝဘူးကရှုပ်ဝဲလုံးအားကြီးတယ်လို့ဆိုတော့လေဘာပဲဖြစ်ဖြစ်သူ့ကိုတို့တွေ့အောင်ပြန်ရှာလိမ့်မယ်ညီမဟုတ်တယ်ကိုဟုတ်တယ်အညာစမ်းပွဲလောက်ရရွယ်ချက်ကိုကဖေဖေထားခဲ့တဲ့ဖုံးမဖြတ်နိုင်တဲ့ကြောက်စိမ့်နဲ့အဖိုးလုံးမတန်တန်လှတဲ့ရတနာကြီး၃လုံးထည့်ထားတဲ့တစ်တာကိုရှာဖို့ကိစ္စမဟုတ်လားသူ့လိုလူကလွဲလို့လောကမှာဘသူမှပေါ်နိုင်မှာမဟုတ်ဘူးဒီလိုဟုတ်တယ်ညီမလေးကဒီအထိမရင်းမိခဲ့ဘူးကိုနေစမ်းမအောင်ကိုပါချမ်းရောဘလို့လုပ်ပြီးအဲ့ဒီရတနာတစ်တာဖွက်ထားတဲ့နေအောင်သိနိုင်ပါတယ်ကိုမေခွန်း1000ထဲကဟုတ်ကဲ့နောက်ဆုံး990မြောက်မေခွန်း10ခုမှာစကားဝက်ထားခဲ့တယ်လို့ဖေဖေမှားသွားတယ်ညီမလေးမလေးဘာဖြစ်လို့များဖေဖေကအခုလိုရှုပ်ကုန်အောင်လုပ်ပါလေကိုပြီးတော့ဒီစကားဝက်တာမဖော်နိုင်ရင်ဒီရတနာတွေအလက်ကားတက်ဆုံးရှုံးကုန်မှာဖေဖေကအိုးမဟုတ်ဘူးညီမလေးမဟုတ်ဘူးဖေဖေကိုအပြစ်မတင်နဲ့တို့များဖေဖေဟာပညာရှိပြီးအမျှော်မြင်ကြီးမားခဲ့တယ်ကွအထူးသဖြင့်လေညီမလေးနဲ့လက်ထပ်မဲ့သူဟာအဲ့လိုလူမျိုးညီမလေးနဲ့လက်ထပ်ဖြစ်စေခြင်းတဲ့သဘောပေါ့ပြီးတော့330ဆိုတာကညီမလေးရဲ့ပြီးတဲ့အိမ်အောင်ရေးဘဝအတွက်မင်္ဂလာလက်ဆောင်အမွေပေးခဲ့တဲ့သဘောဒါပဲမဟုတ်လားညီမလေးဒါပါပဲညီမလေးနားလဲပါပြီကိုညီမလေးနားလဲပါပြီဖေသမီးအတွေ့အခေါ်တွေဟာဥမမဲစာမမြောက်ဖြုတ်အောင်နောက်တာပဲရှိပါသေးတယ်သမီးကိုခွင့်လွတ်ပါဖေငါကိုလူလဲလုတ်တဲ့ပွဲပဲလို့ငါတော့ထင်တယ်ဟဲ့လူကြီးကြောက်တယ်ဘယ်လိုပြောလိုက်တာလဲဘယ်လိုပြောလိုက်တာအေးဒီလောက်အဖို့တန်တဲ့ယရနာတွေကိုမင်းအဖေလိုဇာဘွက်ရတဲ့ပုဂ္ဂိုလ်ကြီးကလက်ဝတ်တန်ကစားကလေးကလေးကလာလုတ်သွားတယ်ဆိုတာချင်းကိုမပြစ်နိုင်ဘူးဘာဦးလေးခန့်ကျွန်တော်တို့မောင်နှမ2ယောက်ကိုတိုက်ရဲ့အပြစ်တင်ဆွဆွဲနေတဲ့သဘောလားအေးဟုတ်တယ်ဆွဆွဲတာဆိုရင်ပုံမှန်လိမ့်မယ်ဟဲ့ဒီရတနာတွေကိုမင်းတို့မပေးချင်လို့တတ်တဲ့ငါကိုကတတိုင်းပြည်လုံးကိုပါမျက်နှာပြနေတဲ့ပွဲပဲလို့ငါကိုဆွဆွဲတာဦးလေးခန့်ငါတော့မသိတာဦးလေးခန့်ခက်တယ်ငါကမင်းအဖေရဲ့ညီငယ်ဆုံးမင်းတို့ရဲ့ဦးလေးအရင်ခေါက်ထိုက်တဲ့တော့တော့ငါလေဦးလေးခိုင်ဝင်းနေစီယာရှစ်စီယာစကားတွေကြားတာကျမစိတ်ထိခိုက်ပါလေကျမတို့ကဒီရတနာတွေကိုမတက်မောင်နှမမဟုတ်ပါဘူးဦးလေးခန့်ရောကျမတို့ကဒီရတနာတွေကိုမတွေ့လဲပြည့်စုံပြီးသားလူတွေပဲခုဟာဘယ်နဲ့မင်းကြောင့်မရေခဲမပြစမ်းတဲ့ဇောပြီရဲ့နင်လူမဖြစ်သေးပါဘူးမဟုတ်ပါဘူးလေးပြောနေတာမဟုတ်ဘူးဒီရတနာတွေကိုနင်တို့မမက်ပေမဲ့အေးဟုတ်ပါလေဦးလေးခန့်မမောလို့ရင်လေဟောဒီနောက်ဆုံးမေကွန်10ခုရဲ့ရှုပ်ဝက်အပြေကိုဦးလေးပဲစဉ်းစားပြီးအပြေရှားယူပါလို့ဟုတ်တယ်လေဦးလေးအဲ့ဒါဦးလေးဖြေလေဦးလေးဖြေပါလားတော်စမ်းဘာမေးခွန်းလဲဘာပုတ်စားလဲလူကြီးကျော်စံမုံကဖြေအောင်မလားငါကသရှင်းပေကြီးဖြေအောင်မလားကွာယူဘဝစားရင်ငါမပြတ်နဲ့ဒါပဲဒီရတနာတွေထုတ်ခွဲတဲ့တနေ့ကြရင်အဖြေပေါ်ပါပဲအဲ့ဒီအခါကြရင်ငါဆုံးမဆုံးနဲ့ငါတော့မယ်ဦးလေးခိုင်